မပြီးပြတ်သေးတဲ့ကိစ္စတွေအပြီးတက်ပေးဖို့ United စီပြန်လာဖို့ရှိနေတဲ့စိတ်ကြီး Ronaldo ပရိသတ်များလုံးပဲမိလာဗျာတရာအိုင်ဘတ်ခွန်ရှေကို online အကျဉ်းကနေပြန်လဲကြိုလိုက်ပါရင် United မှာ Ronaldo လုံးပြခဲ့တာတွေကကြီးကျယ်ခမ်းနားလို့ပါရင်သူဟာ United အသင်းသမိုင်းရဲ့နောက်ဆုံးသော Ballon d'Or ဆုရှင်ဖြစ်ပါရင် United ဂျာစီကိုစားပြုတ်ပြီးကစားရင် Ballon d'Or ရခဲ့မှုတဲ့ကစားသမားက၄ ဦးပဲရှိပါတယ်။ Daniel Law, Sir Bobby Charlton, Joeနဲ့ Ronaldo တို့ပါ။ Ronaldo ဟာနောက်နှစ်ပေါင်း50အတွင်းမှာ United ရဲ့ကစားပေးခဲ့တဲ့ကစားသမားတွေတဲ့ Ballon d'Or ဆုပိုင်ဆိုင်ခဲ့မှုတဲ့တူးတဲ့သောကစားသမားလေးဖြစ်ပါတယ်။16နှစ်သားအရွယ်လူငယ်ချာလေးကစားသမားလေးအနေနဲ့ရောက်လာခဲ့တဲ့ Ronaldo ဟာအသင်းသမိုင်းရဲ့အကြီးကျယ်ခမ်းနားဆုံးကစားသမားဖြစ်မှတ်ကြောက်စိုက်တူပြသွားပုံကခမ်းနားလုံးပါတယ်။ United အတွက်6နှစ်ပဲကစားခဲ့ပေမဲ့အသင်းကိုအသင်တစ်စေခဲ့သူလည်းဖြစ်ပါတယ်။ Portuguese Superstar ကြီးဟာ United အတွက်စုစုပေါင်း346ပွဲကစား145ကိုသွင်းယူပေးထားခဲ့သူပါ။သူဟာ United နဲ့အတူ Premier League ချန်ပီယံ3ကြိမ် Champions League 1ကြိမ်ရရှိခဲ့သူဖြစ်ပါတယ်။အခုဆိုရင် United အသင်းပေါ်ဟောင်း Louis Saha က Ronaldo ဟာတည်နေတော့စီနောက်ထပ်1ကြိမ်ပြန်လည်ရောက်ရှိလာမဲ့သူဖြစ်ကြောင်းဟောကိန်းထုတ်လိုက်ပြီးဖြစ်ပါတယ်။အသက်40နှစ်အရွယ် Ronaldo ဟာပြီးခဲ့တဲ့ရာသီ Saudi Pro League ရဲ့သွင်းဂိုးအများဆုံးကစားမဖြစ်ခဲ့ပြီးစုစုပေါင်း35ဂိုးတိသွင်းယူနိုင်ခဲ့သူပါ။စူမလောက်အောင်မြင်မှုတွေရယူဖို့စိတ်အားထက်သန်နေတဲ့ Ronaldo အနေနဲ့ကစားသမားဘွားကနေအနားယူခဲ့ရင်နီးပြအဖြစ်ဘောလုံးလောကတွေကိုပြန်လာနိုင်သူပါ။ Saha က Ronaldo ဟာ United အသင်းစီတကြောပြန်ရောက်လာမဲ့သူဖြစ်ကြောင်းအခုလိုပဲဟောကိန်းထုတ်ခဲ့ပါတယ်။ Cristiano Ronaldo မှာ Manchester United စီတနေ့ပြန်လာဖို့ရည်ရွယ်ချက်ရှိပါတယ်။အသင်းရဲ့နီးပြအဖြစ်နဲ့သူပြန်လာမှာပါ။ United စီသူတကြောပြန်ရောက်လာခဲ့ခြင်းအဆုံးသက်ကအားလုံးမျှော်လင့်ထားသလိုမလာပါခဲ့ပါဘူး။ဒါကိုသူကိုစိတ်ပြက်ဒေါသထွက်စေတာကိုမြင်နိုင်မှာပါ။သူအသင်းရဲ့ဖွဲ့စည်းပုံကိုမကြိုက်ခဲ့ပါဘူး။အသင်းကလူငယ်ကစားသမားတွေရဲ့စိတ်သက်ခံယူချက်ကိုလည်းမကြိုက်ခဲ့ပါဘူး။ဒါကြောင့်ပဲသူဟာနီးပြအနေနဲ့အသင်းကိုပြောင်းလဲပြစ်လို့စိတ်ရှိနေတာပါ။ Ronaldo ကနီးပြတယောက်အနေနဲ့ဘာတွေလုပ်ရမလဲဆိုတာကိုကောင်းကောင်းသိသူပါ။သူမှအောင်မြင်ဖို့လိုအပ်တဲ့အသိဉာဏ်ဘူးတုဒတွေအကုန်ရှိပါတယ်။နီးပြဘွားမှာလည်း Ronaldo အောင်မြင်အောင်ပါပါလို့ပြောသွားခဲ့ပါတယ်။ Ronaldo ဟာ United ကစားသမားဘွားပထမဆုံးအကြိမ်မှာအောင်မြင်ခဲ့ပေမဲ့ဒုတိယအကြိမ်မှာတော့ထင်မှန်ထားသလိုဖြစ်မလာခဲ့သူဖြစ်ပါတယ်။2021ခုနှစ်မှာဂျိုဗင်တက်ကနေထွက်တော့မမျှော်လင့်ထားပဲသူ United စီပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ကနဦးမှာသူဟာ Man City အသင်းထံပြောင်းရွှေ့ဖို့အတော်လေးနှီးစပ်ခဲ့တာပါ။ဒါပေမဲ့ Sir Alex Ferguson ကတားမြစ်ခဲ့တာကြောင့် United စီရောက်သွားခဲ့တာပဲဖြစ်ပါတယ်။ United အတွက်တကြောပြန်ရောက်လာကစားပေးခဲ့တဲ့ပထမဆုံးရာသီမှာ Ronaldo ဟာပြိုင်ပွဲစုံ24ဂိုးသွင်းယူနိုင်ခဲ့ပြီးအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သူပါ။ဒါပေမဲ့ United ကတော့ကစားသမားတွေရဲ့စွမ်းဆောင်ရည်ရန်ပြင်းမှုနဲ့အတူရလဒ်တွေအတော်လေးဆိုးခဲ့တာဖြစ်ပါတယ်။နောက်နှစ်မှာတော့ United စီ Eric Ten ရောက်ရှိလာခဲ့ပြီး Ronaldo ကိုအသုံးမပြုတော့ဘဲအရန်ကုန်ထိုင်စေခဲ့တော့တာဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး Ronaldo ကလည်း Pierre Morgan နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာအကြီးကျယ်ပေါက်ကွဲခဲ့တဲ့အတွက်အသင်းနဲ့အကွဲအပြဲတွေဖြစ်ခဲ့ပြီးနောက်ဆုံးမှာလမ်းခွဲခဲ့ရတာဖြစ်ပါတယ်။ Saha ပြောသလို Ronaldo အနေနဲ့ United စီပြန်လည်ရောက်ရှိလာမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။